နောက်ဝင်တဲ့ဆိုတာတကယ်ရှိလားမျက်လုံးထဲကိုတစ်ချက်ကြည့်ရုံနဲ့တင်းရင်တသက်တာလျှို့ဝှက်ချက်တွေကိုဖတ်ပြနိုင်တဲ့သူတွေတကယ်ရှိသလားအခု social media တစ်ခုလုံးမှာ viral ဖြစ်နေတဲ့ကိုရီးယားကနောက်ဝင်တဲ့ battle show ကိုကြည့်ပြီးလူတိုင်းကမေးခွန်းထုတ်နေကြပါပြီဒါဟာတကယ်ပဲလားဒါမှမဟုတ်ဖြောပေးတတ် script တွေလားဒီမေးခွန်းရဲ့အဖြေကိုသိပ္ပံပညာကတော့ Corridor လို့ခေါ်တဲ့နည်းစနစ်တစ်ခုနဲ့ရှင်းပြလိမ့်ရှိပါတယ်လူတစ်ယောက်ရဲ့အမှုအရာအဝတ်အစားနဲ့စကားပြောပုံကိုကြည့်ပြီးအတိတ်ကိုခံမှန်းတာမျိုးပေါ့ဒါပေမဲ့ဒီ show ထဲမှာလို့ဘာအချက်လက်မှမရှိဘဲနဲ့တစ်ဖက်လူရဲ့နာကျင်စရာအတိတ်တွေကိုထောက်ပြနိုင်တာမမြင်ရတဲ့ຢာတွေကိုပုံဖော်ပြနိုင်တာမျိုးကတော့စိတ်ပညာထက်ကျော်လွန်တဲ့တစ်ခုခုရှိနေတရားမှာပဲတကယ်တော့နောက်ဝင်တဲ့ဆိုတာရှေးဟောင်းယဉ်ကျေးမှုတွေမှာဂျားခံလူတွေဖြစ်တည်ရှိခဲ့တာပါသူတို့မှာတာမန်လူတွေချက်ပုံမထက်မြက်တဲ့ intuition လို့ခေါ်တဲ့အလိုလိုသိစိတ်ရှိကြပါတယ်ဒါကိုတချို့ကဝိညာဉ်ရေးရာစွမ်းအားလို့ခေါ်ပြီးတချို့ကတော့အုံနောက်ရဲ့မြင်ကွင်းကျယ်သိမြင်မှုလို့သတ်မှတ်ကြပါတယ်အမှန်တရားကတော့သူတို့ဟာကျမတို့သတိမထားမိတဲ့စွမ်းအင်လိုင်းတွေကိုဖန်တီးနိုင်တဲ့အာရုံခံစားမှုတစ်မျိုးကိုပိုင်ဆိုင်ထားကြတာပါဒီလောကကြီးထဲမှာကျမတို့မျက်စိနဲ့မမြင်ရပေမဲ့အမြဲတည်ရှိနေတဲ့လျှို့ဝှက်ချက်တွေအများကြီးရှိပါတယ်နောက်ဝင်တွေကတော့အဲ့ဒီအမောင်တို့နဲ့အလင်းလန်းတွေရဲ့ကြားမှာတရားထိုးပေးတဲ့သူတွေပေါ့သူတို့ရဲ့တင်းထန်တဲ့အာရုံခံစားမှုတွေကနေတစ်ဆင့်ကျမတို့တစ်ခါမှမမြင်ဘူးတဲ့ကြောက်မက်ဖွယ်ကောင်းပေမဲ့ဆွဲဆောင်မှုရှိတဲ့ကဘာတစ်ခုကိုတစ်စိတ်တစ်စောင်းလှမ်းမြင်လိုက်ရသလိုပါပဲနောက်ဝင်တဲ့ဆိုတာတကယ်ရှိလားဆိုတဲ့အဖြေကတင်ဘလောက်ထိနှလုံးသားတကားဖွင့်လာတယ်လဲဆိုတဲ့ပုံမှာပဲမူတည်ပါတယ်ဒါပေမဲ့အမြင်အာရုံကိုကျော်လွန်တဲ့လောကတစ်ခုရှိနေတယ်ဆိုတာကတော့ငြင်းလို့မရတဲ့အချက်ပါပဲတင်ရောဒါကိုဘယ်လိုမြင်ပါသလဲ